Hello ETS Expert Data Service မှာကြိုဆိုပါရစေ။ဒီနေ့ video file မှာပေါ့နော်။ဘာကြောင့်ပြောမလဲဆိုလို့ရှိရင်pivot table ကိုသုံးပြီးတော့မှ set တွေ graph တွေထုတ်တဲ့ပုံစံကိုပြောမယ်ပေါ့နော်။ set တွေ graph တွေထဲမှာမှဒီလိုမျိုးပိုင်ချက်လေးကိုရဖို့ပေါ့နော်။ပိုင်ချက်ဘယ်လိုမျိုးထုတ်မလဲဆိုတာလေးကိုတစ်ချက်ပြပါမယ်။ဒီပိုင်ချက်ရဖို့ပေါ့နော်လောလောဆယ်ခုမှရှိနေတဲ့ဒီဘက်က data ကိုသုံးမယ်ဒီ data မှာဆိုလို့ရှိရင်သူ့ရဲ့ပေါ့နော်ဒါအခုမြင်နေတဲ့ data သူ့ရဲ့data ကို table ပြောင်းထားပြီးသားပေါ့နော်table ပြောင်းထားတယ်အဲ့ table ကရတဲ့ select မှတ်ပြီးတော့မှ control T နဲ့ပေါ့နော် table ပြောင်းထားတယ်အဲ့ table ပြောင်းထားတဲ့data ကိုယူပြီးတော့ပေါ့နော်ဒီလိုမျိုးပိုင်ချက်လေးဖြစ်အောင်လုပ်ကြည့်မယ်ပေါ့နော်ဆိုရင်ပထမဆုံးဒီ pivot table ကိုတွားယူလိုက်မယ် insert tab ထဲကနေပြီးတော့မှဒီ pivot table ကိုယူမယ်နောက်ကကိုယ့်ရဲ့ table ကဆောနာကကိုယ့် table အရင်ကတည်းကပေးထားပြီးသားပေါ့နော်table 1ပေါ့နော်တကယ်လို့ဒီပေါ့နော်pivot နဲ့ပတ်သက်ပြီးတော့မှ pivot table နဲ့ပတ်သက်ပြီးတော့မှအသေးစိတ်လေးကြည့်ကျင်တယ်အစအနေကြည့်ကျင်တယ်ဆိုလို့ရှိရင်အရှိမှာပေါ့နော် pivot table နဲ့ပတ်သက်တဲ့ video file တင်ထားရှိပါတယ်ဒီ file ရဲ့ဟိုမှာလဲmention ပေးထားမယ်ပေါ့နော်တစ်ချက်ပြန်သွားကြည့်လို့ရပါတယ်ဒီမှာ table 1ပေါ့နော် table 1ပြီးသွားလို့ရှိရင် okay ပဲနှိပ်လိုက်မယ်Okay အဲ့ဒါဆိုလို့ရှိရင်ဒီ pivot table ရဲ့ကိုလိုချင်တဲ့အရာတွေပေါ့နော်ဒီမှာ filter တွေဒီမှာထည့်လို့ရပြီပေါ့နော်ဒါဆိုလို့ရှိရင်ကိုကပထမ region ပေါ့နော် region ရဲ့ပိုင်ချက်လေးလုပ်ချင်တယ်ဆိုရင်ကိုကဒီမှာ region ကို row မှာထည့်မယ်ဆိုလို့ရှိရင် region row မှာထည့်မယ်နောက်ပြီးတော့လို့ရှိရင်ဒီ region ကဥမာ east မှာဆိုလို့ရှိရင်ဘယ်လောက်ရှိလဲပေါ့နော်ကိုရှိတဲ့သူ့ရဲ့ value ကိုလိုချင်ဒီ region ကိုပဲတစ်ချက်ထည့်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီမှာသူက count အနေနဲ့ပေါ့နော် count အနေနဲ့ပဲထည့်ထားမယ်ဆိုတော့ဒါကသူ့ရဲ့ count တန်ဖိုးရတယ်ပေါ့နော်ဆိုတော့ဒီအပေါ်ကပိုင်ချက်မှာဆိုရင်ဒီမှာ percent လေးတွေနဲ့ပြထားရပေါ့နော်ရတယ်ကိုက count နဲ့ရကျင်တယ်ဆိုလို့ရှိရင်လည်း count နဲ့ပြကျင်တယ်ဆိုရင်လည်းအခုရနေတဲ့ဒီ table လေးရဲ့ count အတိုင်းပဲထည့်မယ်ပေါ့နော်တကယ်လို့ကိုက count နဲ့မရကျင်ဘူးcount နဲ့ဒီ table ကိုမပြကျင်ဘူးpercent နဲ့ပြကျင်တယ်ဆိုလို့ရှိရင်လည်းဒီတန်ဖိုးကိုတစ်ချက်ကလစ်မယ်ပြီးသွားလို့ရှိရင်right click နှိပ်မယ်ပေါ့နော်ဒီမှာဒီမှာ show value as ဆိုပြီးရှိတယ် show value as မှာဆိုလို့ရှိရင်ကိုကcolumn title လုံးမှာလား row title လုံးမှာလားကိုကြိုက်တဲ့ပုံစံနဲ့ပေါ့နော် percent တွက်လို့ရတယ်ဆိုရင်ကိုကကြတော့လုံးဝ total ပေါ့နော်သူရဲ့ grand total နဲ့ percent တွက်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးရလာတယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူက percent တွက်ပေးထားတယ်ဒီမှာနောက်က00လေးတွေကိုကဖျောက်ရှင်နေဆိုလို့ရှိရင်ရတယ်ဒီကpercent style ကိုပဲတစ်ချက်နှိပ်လိုက်တာနဲ့ကိုလိုချင်တဲ့ဒီ percent ပုံစံလေးရသွားပြီပေါ့နော်ဆိုလို့ရှိရင်ဒီ table လေးရပြီဆိုတာနဲ့ကိုက check graph ဆွဲမယ်ပေါ့နော်ဆိုလို့ရှိရင်ဘယ်သွားမလဲဆိုရင်ဒီမှာ insert tab ကိုသွားမယ် insert tab ထဲမှာရှိနေတဲ့ဒီမှာ chat တွေ graph တွေကိုကြိုက်တဲ့ပုံစံပေါ့နော်ကိုကဒီမှာပိုင်ချက်ကိုရွေးမှလားဒီအပေါ်မှာဒီမှာ column တွေ bar တွေ column ချက်ကိုရွေးမှလား bar ကိုရွေးမှလားကိုကြိုက်သလိုရွေးလို့ရတယ်အခုကကြတော့ပိုင်ချက်ပုံစံလေးလုပ်ပြမယ်ပေါ့နော်ပိုင်ချက်ကကြတော့ဒီပိုင်ချက်ပုံစံယူမှာလားအောက်ကဒီမှာကိုယ့်ရဲ့donut ပုံစံလေးဆိုလို့ရှင်လေဒီက donut ပုံစံလေးအတိုင်းယူလို့ရတယ် okay donut ပုံစံလေးယူပြီးသွားဆိုလို့ရှိရင်ဒီလိုမျိုးကောင်းတော့ region တွေအဲ့လိုမျိုးအပေါ်ကပါနေတဲ့ဟာလေးတွေကိုကမလိုချင်ဘူးပေါ့နော်ရှင်းလေးအတိုင်းပဲလိုချင်တယ်ဆိုလို့ရှိရင်ကိုကဒီဘက်မှာအခုဒီpivot check analysis ဆိုပြီးပေါ်လာတဲ့ဒီ check ကိုပေါ့နော်ဒီလို select မှတ်ထားခြင်းအပြင် pivot check analysis ဆိုပြီးပေါ်လာတဲ့တဲမှာဒီမှာ show and hide ဆိုပြီးတော့select မှတ်ထားလေးရှိရပေါ့နော်ဒီ select လေးနှစ်ခုကိုတွားပြီးတော့ဖြုတ်လိုက်မယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဟိုကရှင်းလေးပေါ့နော်ပိုင်ချက်ကရှင်းလေးဖြစ်သွားပြီ okay ကိုလိုချင်တဲ့ပုံစံလေးဖြစ်သွားပြီဆိုတော့ဒီမှာကိုကဘာထပ်လုပ်မလဲဆိုလို့ရှိရင်ဒီမှာ data label တွေထည့်မယ်ပေါ့နော် okay ဒီမှာသူ့ရဲ့ data label okay အထဲထဲမှာ data label လေးထည့်လိုက်ပြီပေါ့နော်ဆိုရင်data label လေးထည့်ပြီးသွားလို့ရှိရင်တခြားပါရှိလဲဆိုရင်ဒီဘက်ကအခုလဲကျန်ပေါ့နော်လဲကျန်ကိုလည်းကိုကြိုက်တဲ့လဲကျန်ပုံစံကိုဒီမှာကိုကဘေးအပေါ်မှာထားမှာလားပေါ့နော်ဘေးမှာထားမှာလားကိုကြိုက်တယ်လို့လဲကျန်လေးထားလို့ရတယ်ဒီမှာဆိုရင်ကိုရဲ့ပိုင်ချက်အကြီးအသေးကိုလည်းတကယ်လို့ဒီမှာဆိုလို့ရှိရင်သေးနေတယ်ကိုကဒါကိုကြီးကျင်တယ်ပေါ့နော်အဲ့လိုမျိုးကြီးကျင်တယ်ဆိုလို့ရှိရင်right click နှိပ်လိုက်မယ်ဒီပိုင်ချက်လေးပေါ်ကိုထောက်ပြီးတော့မှ right click နှိပ်လိုက်မယ်ပြီးသွားလို့ရှိရင်သူ့ရဲ့ site မှာပေါ့နော်ဒီ donut site မှာ
okay ကိုကြိုက်တယ်လို့ညှိလိုက်မယ်ပေါ့နော်သူကဒီမှာဆိုရင်ငါစောနာက80ကျော်ရှိရနေ90ကျော်ဆိုလို့ရှိရင်ကိုကဒီအတိုင်းလိုချင်တာလားပေါ့နော်ဒီထက်မဟုတ်ဘူးကိုကဟိုမှာ60လောက်ထားခြင်းလဲဆိုလို့ရှိရင်လဲကိုက60လောက်အနေထားနဲ့ကိုကြိုက်တယ်လို့ညှိလို့ရတယ်ပေါ့နော်နောက်ပြီးတော့လို့ရှိရင်ကိုကဒီထဲမှာရှိနေတဲ့ data label လေးတွေပေါ့နော် data label လေးတွေကိုကိုက color ပြောင်းညင်တယ် color change ညင်တယ်ဆိုလို့ရှိရင်လေသူတို့ဒီ data label လေးတစ်ခုကို select မှတ်လိုက်မယ် select မှတ်ပြီးသွားလို့ရှိရင် home ထဲကသွားပြီးတော့မှဒီကိုတွေရိုးပေါ့နော် font မှာcolor ပြောင်းသလိုပဲဒီ font color ကိုကိုကအဖြူအောင်လေးသွားပြီးတော့မှပြောင်းလို့ရတယ်ပေါ့နော်နောက်ကဒီ title sorry total ပေါ့နော်sorry ဒီ title total လို့ရေးထားတဲ့ဒီ title ကိုလည်းကိုကြိုက်တယ်လို့ select မှတ်ပြီးတော့မှဒီက control ရေးလုပ်ပြီးတော့ကိုကြိုက်တဲ့ title ပေါ့နော်အခု region ဆိုလို့ရှိရင်လည်း region ကိုကြိုက်တယ်လို့နာမည်ပေးမယ်ပြီးသွားလို့ရှိရင် title ဖြစ်တဲ့တကြောင်သူ့ကိုဘိုးတင်မယ်ပေါ့နော်ကိုကြိုက်တယ်လို့လေးလုပ်လို့ရမယ်နောက်တစ်ခါကိုရဲ့အခုဒီမှာဒီချက်ကို select ပေးခြင်းအဖြစ်သူ့ရဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲ font style ပေါ့နော် font style တို့ဒီ font တွေကိုကိုကဘာထားမလဲဆိုတာလဲကိုကကြိုက်တယ်လို့တွားပြီးတော့မှရွေးလို့ရတယ်ပေါ့နော်ဒီမှာ area ဆိုလို့ရှိရင်လဲ area ကိုကြိုက်တယ်လို့ဒီမှာတွားရွေးလို့ရတယ် font site တွေဘာတွေတွားရွေးလို့ရတယ်ပေါ့နော်ဒီမှာကိုကဖောက်ပြောင်းလိုက်ရင်တော့ဒီမှာတရားလေးတွေကပြန်ပြီးတော့မှသူ့ရဲ့ data label လေးကို color လေးအဖြူလေးပြန်ပြောင်းလိုက်မယ်ပေါ့နော် okay ဒါဆိုရပါပြီဒီမှာကဘိုးတင်လိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့ပိုင်းချက်ပုံစံလေးရသွားပြီပေါ့နော်ကဲပါဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကျေးဇူးတင်ပါတယ်